Okay, so ဒီကနေ့တော့ပေါ့နော်ကျွန်တော်တို့ Nintendo Switch 2 player တွေစောင့်မျှော်နေတဲ့ဒီတပ်ပတ်ဒီgrip ပေါ့နော်ဒီဆက်မှာတက်ပြီးဆော့လို့ရတဲ့တပ်ပတ်ဒီ grip လေးကတော့ကျွန်တော်စီကိုရောက်လာပြီပေါ့နော် Mobile Pad M12 HD ပေါ့နော် Mobile Pad ဆိုတဲ့ brand ကကြတော့လေကျွန်တော်မြန်မာနိုင်ငံမှာလက်ရှိပေါ့နော် Switch 1တော့ဆိုလို့ရှိနေကွာဒီတပ်ပတ်ဒီ grip တွေ controller တွေထဲရဆိုလို့ရှိရင်နာမည်ကြီးတာဆို INE ရှိတယ် OLED ရှိတယ်ပြီး Mobile Pad လည်းသုံးများကြတယ်ပေါ့နော် 8-bit တွေပါလည်းရှိတယ်ဆိုတော့ Mobile Pad ကကြတော့နောက်မှပေါက်တယ်ပေါ့နော်နောက်ပေါက်ဆိုတော့ကြတော့ဒီမြန်မာနိုင်ငံမှာတော့ဒီ INE တို့ OLED တို့တော့လူသိအရင်တော့မများဘူးဒါပေမဲ့တကယ်ဒီ Mobile Pad ဒီဟိုဟာ Switch 1တော့ဆိုလို့ရှိရင်တော့ M6 ထင်တယ်နော် M6 controller grip တွေဆိုကျွန်တော်ဆိုလဲrecommend ပေးရတဲ့မှာပါတယ်ဘာလို့ဆိုတော့အဓိကသူ့မှာတော့ကျတော့အဓိကဒီ M6 မှာတော့သုံးတဲ့ဟာကျတော့ Hall Fat stick တွေတုံးထားပေးတာကွာတဲ့မှာ Hall Fat stick ဆိုတော့ဘာဖြစ်သူကdrip မဖြစ်ဘူးပေါ့ drip မဖြစ်ဘူးဆိုတော့ကွာကျန်နန်းမှာဘောလုံးတွေကင်မယ်တို့ဒါ Model Combat တွေဆော့ကြမယ်တို့ Super Smash Bros မျိုးလုံးဝအကြမ်းပန်းဆော့ရတဲ့ game တွေကိုကိုကဆော့မယ်ပြီး Hollow Knight တို့ဘာလို့လိုမျိုးပေါ့နော်ကိုကအတကောင်အားရပါရဆော့မယ်ကောင်မျိုးလေးတွေဆော့မယ်ဆိုလို့ရှိရင်လေဒီကောင်လေးတွေကဟိုဖြစ်တယ်ဟိုဘယ်လိုခေါ်မလဲအကြမ်းခံတဲ့ထဲမှာပါတယ်ပေါ့နော်ပြီးကြလို့ရှိရင်သူရဲ့ဒီ cloud လေးတွေကကျတော့ mechanical button တွေ mechanical button ဆိုတော့ကျွန်တော်တို့ဒီဟို gaming ဟိုမှာဆိုလို့ရှိရင်ဗျာကျွန်တော် gaming keyboard တွေမှာပါတယ်လို့တက်အဲ့လိုမြည်နေတဲ့ cloud လေးတွေဆိုတော့ကျတော့ပေါ့နော်ဟိုတခြားဒီ INE တို့ OLED တို့ဆိုင်သူကနည်းနည်းကွဲထွက်တဲ့ပုံစံလေးကလေဆိုတော့ကျတော့တော်တော်များဟိုကျွန်တော် recommend ပေးပြတာများတယ်အခု Switch 2တက်မှာဆိုလို့ရှိရင်ဒီ mobile pack ကနေပြီးတော့ M12 HD ဆိုပြီးတော့ထွက်ထားပေးရပေါ့နော် Switch 2မှာတက်ပြီးတော့ဆော့လို့ရတဲ့cloud လေးပေါ့နော်ဆိုတော့ဒီကောင်လေးလဲဟိုဒီ Switch 2ရဲ့ဒီ original join ကိုကိုညရတဲ့သူမျိုးတွေပါတယ်ဆိုလို့ရှိရင်ကျတော့ဟိုဒါလေးကိုရွေးချယ်ဝယ်ယူတင်တယ်ပေါ့နော် Okay ဆိုရင်တော့သူ့ရဲ့ box မှာကြည့်လိုက်မယ်ဆိုလို့ရှိရင်မှာသူ cloud ပုံလေးကိုမှာဆက်မှာတက်ထားတာပါထားပြီးသားပြီးတော့မှာအဓိကဟိုသူဒီ product မှာပေါ့နော်ကြော်ညာရေးချိန်မှာတော့ highlight ကလောက်လာတာကျတော့ဒီ TMR glide stick ပေါ့နော်ဆိုတော့အဓိကဒီ TMR ဆိုတာ technology ကဘာလဲဆိုလို့ရှိရင်တော့ Hall Effect ပြီးတော့နောက်ထပ်ပြီးတော့ထပ်ထုတ်တဲ့နီးပညာပေါ့နော် Hall Effect နောက်မှာထပ်ထွက်တဲ့နီးပညာဆိုတော့အဓိကသူကကျတော့ဟိုကျွန်တော်တို့ဒီ direction ပေါ့နော်ဒီဘူးလုံးတွေရဲ့ဒီ direction တွေရွှေ့နေရမှာကြိုက်ပို့ပြီးတော့ accurate ပို့ဖြစ်တယ်ပြီးတော့ power efficiency ပို့ပြီးတော့ကောင်းတယ်ပေါ့နော်ဆိုတော့ကျွန်တော်အားဆွဲတက်တာတယ်ကွာအားလိုတက်တာတယ်ပေါ့နော် power efficient ဖြစ်တယ်ပြီးကြလို့ရှိရင်သူကနှိမ့်ရတဲ့ feeling ကလည်းသူ Hall Effect တဲ့ဆိုင်တော့ပို့ပြီးတော့ smooth ဖြစ်တယ်ပြောတယ်ပြီးတော့ဈေးနှုန်းရကကျတော့ဒီကောင်ကနောက်ပိုင်းထွက်တဲ့နီးပညာဆိုတော့ဈေးကတော့ပို့ပြီးတော့များသေးတယ်ဈေးများတဲ့ဖြစ်တဲ့ကြောင့်ဟို crowd တော်တော်များများမှာတော့ကျွန်တော်တို့မတွေ့ရသေးဘူးပေါ့နော် Hall Effect stick တွေ Hall Effect controller တွေကတော့တော်တော်များများမှာကျွန်တော်တို့မြင်လာရပြီဒါပေမဲ့ဒီ TMR သုံးတဲ့ဟိုခလုတ်တွေကတော့နည်းနည်းရှားသေးတယ်ပေါ့နော်ဆိုတော့ဒီကောင်ကလည်းကျတော့ဒီMobile Pad M12 HD မှာကျတော့ဒီ TMR stick လေးကိုသုံးထားပေးတယ်ဆိုတော့အဓိကကတော့လုံးဝဒီကောင်ကလည်း drip လုံးဝမဖြစ်ဘူးနှိမ့်ရတာပို့ပြီးတော့ကောင်းတယ် smooth ပို့ဖြစ်တယ်အဲ့လိုမျိုးဆိုလို့ချင်တာပေါ့နော်ဆိုတော့ကျွန်တော်ဒါလည်းဟိုနောက်မှဟိုတခြားစမ်းကြည့်ပြီးတော့ review လေးလုပ်ပေးမယ်ပေါ့နော်ကျွန်တော်ဒီကောင်ကိုလောလောဆယ်ဒါဒီ video လေးကတော့ကျွန်တော် unboxing လုပ်မယ်ပြီးတော့ first impression ပေါ့နော်လက်မကိုင်းတာဘယ်လိုနေလဲဘာညာအဲ့လိုမျိုးလေးတွေကိုဟိုကျွန်တော် first impression video လေးလုပ်ပေးမယ်ပြီးကျွန်တော်2ပတ်3ပတ်လောက်စမ်းကြည့်ပြီးသွားတဲ့ခါကျရင်တော့ review video လေးတခြားတင်ပေးမယ်နော်ပြီးတော့ဒီထဲမှာကျတော့လေကျွန်တော်ဒီ micro mechanical button ပေါ့နော်ဒီခလုတ်လေးတွေကကျွန်တော်တို့ဒီလုံးဝဟိုပါပဲဟိုဒီ gaming keyboard တွေမှာပါလေးရှိတဲ့ဒီ mechanical ခလုတ်ပုံစံမျိုးလေးနှိမ့်လိုက် click 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 မြည်ဆိုတော့တခုရှိရကျတော့ click 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 ပြတာကျတော့ဟို personally ကျွန်တော်ဆိုတော့သဘောကျတယ်ပေါ့နော်အဲ့လိုနှိမ့်နေရတာ okay ကိုခလုတ်နှိမ့်နေရဆိုတဲ့ဟာလေးကို feeling လေးကိုတခြားဟိုတိရောက်ခံစားရတယ်ဗျာတချို့ရောက်လဲလို့ဟို click 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 အတိုင်မြင်နေတဲ့ဟာကြီးကိုဟိုမကြိုက်ကြဘူးဆိုတဲ့သူတွေလည်းရှိတယ်ဆိုတော့ဒါကလူမျိုးမျိုးစိတ်ထွေထွေပေါ့နော်ဆိုတော့ဒီခုကျွန်တော်ဖောက်ပြပေးမယ့်ဟာလေးကကျတော့ခလုတ်လေးကကျတော့ဒါကျွန်တော်ဒီ HLA video game store မှာကျွန်တော်ဟိုဘယ်လိုခေါ်မလဲ sample unit နဲ့ထားမဲ့ခလုတ်လေးဆိုတော့ကျွန်တော်ကိုယ်လည်းစမ်းပြီးတော့လည်းဆော့မယ်ပြီးကြ sample နဲ့ထားမဲ့ဖြစ်တဲ့ကြောင့်ဟိုဒီ grip လေးကိုကိုကစမ်းဝယ်ကိုဝယ်စမ်းဝယ်ခြင်းနဲ့ switch to တမိုင်းဆိုလို့ရှိရင်ဟိုရန်ကုန်ကဆိုလို့ရှိရင်ကျွန်တော်မှ ACC လာပြီးတော့စမ်းပြီးတော့မှဟိုကြိုက်တယ်ဆိုတော့မှဝယ်လို့ရတယ်ပေါ့နော်အဲ့လိုစမ်းလို့ရအောင်ကျွန်တော်တစ်လုံးကိုဖောက်ပြီးတော့ထားလိုက်ပဲတော်ပါလို့ဒီကောင်က package base တစ် practice စီနေလာဆိုတော့လေကျွန်တော်ကဟိုတစ်လုံးကြီးစီဟိုအသက်တွေကိုကြာရင်ကျွန်တော်ဒါအသက်တိုင်းပဲရောင်းပါဗျာတော့ running နဲ့ပြထားဖြစ်တဲ့အတွက်ကြောင့်ပေါ့နော်ဒီခလုတ်လေးတွေကိုဝယ်ယူခြင်းနဲ့ဆိုလို့ရှိရင်ကျွန်တော်ဒီ handheld kin ပေါ့နော် handheld kin နဲ့ဒီ HLA video game store ကျွန်တော်ရဲ့ HLA video game store နှစ်ဆိုင်မှာကျွန်တော်တို့မေးမြန်းပြီးတော့နီးစပ်ရမှာကျွန်တော်တို့ဝယ်ယူလို့ရတယ်စမ်းတက်လို့ရတယ်ပေါ့နော်ပြီးဒီမှာတစ်ခုထပ်ရှိတာကဒီကောင်ကကျတော့ HD RAM ပဲ vibrate လည်းပါမယ်ပြီးဒီမှာနောက်တစ်ခုထူထားတာက power saver မှုပေါ့နော် power saver မှုရဲ့လို့ပေါ့ဘယ်လိုလဲဆိုတော့ကျွန်တော်တို့ဒီဟိုမှာ join ကုန်မဲ့ဖြစ်ဗျာဒီလိုဆက်မှာတက်ရတဲ့ခလုတ်လေးတွေကကျတော့ကျွန်တော်ဆက်မှာတစ်ခါတက်ထားရဆိုလို့ရှိရင်သူကဒီခလုတ် internet ထဲမှာပါတဲ့ battery စီကအားအောင်မရှိဘဲနဲ့ဆက်ရဲ့ဒီ battery တော့တောက်လျှောက်ဆွဲယူတာတောက်လျှောက်ဆွဲရဖြစ်တဲ့ကြောင့်ဟို Nintendo Switch 2လိုမျိုးပြီး battery အားမခံတဲ့ model တွေမျိုးမှာဆိုလို့ရှိရင်ဗျာဒီခလုတ်ကတောက်လျှောက်ကြီးအားဆွဲယူနေဆိုလို့ရှိရင်ဒီမဲ့ဆက်ကပို့ပြီးတော့ battery drain မှာပေါ့နော်ဆိုတော့အဲ့ပြဿနာဆိုတော့ဖြည့်ရှင်းဖို့အတွက်သူကဒီ power saver မှုဆိုတွေထည့်လိုက်တယ်အဲ့ power saver မှုလေးကိုကျွန်တော်က on ဆွဲလိုက်ပြီဆိုလို့ရှိရင်သူကဒီဆက်ကနေပြီးတော့အားကိုဆက်ပြီးတော့မဆွဲတော့ဘဲနဲ့ဆက်ကအားဆွဲတာကိုရက်ချလိုက်ပြီးတော့ဒီခလုတ်မှာပါတဲ့ဒီ internet battery ကနေပဲသူကအားကိုဆွဲမှာအဲ့လိုအားဆွဲမှာဖြစ်တဲ့အတွက်ကြောင့်ဟိုဆက်ကအား drainer တက်တာသွားတယ်ကွာဆိုတော့အဲ့ဒီပြန်လေးစိုးတော့မစိုးလို့ပြောလို့ရတယ်နောက်ဒီ clock ကကြတော့သူကဟိုဒီ join ကိုမှရတဲ့ function တော်တော်များများအောင်ရတယ်ပေါ့အများစုကိုရတယ်ဗျာမှာဆိုရင်ဒီမှာဆိုရင်vibrate တွေရတယ်ပြီးတော့ရှေ့ဆိုတော့နောက်မှာထပ်ပြီးထပ်ပါထားတာဒီမှာ
motion control ရမယ် vibrate ရမယ်ပြီးဒီကောင် hall effect ဖြစ်မယ်ပြီးနောက်မှာ cloud လေးကဒီ pro controller မျိုးကွာဟိုလုပ်လို့ရတယ်ကိုစစ်တဲ့ cloud တွေကို assign ချလို့ရတယ်ပြီး RGB lighting လေးပါမှာပေါ့နော် RGB lighting ကဒီနားလေးမှာဒီသူ့ရဲ့ဒီ mobile pad ဆိုတဲ့ဒီ brand လေးကဆို RGB light လေးနဲ့တော့လင်းနေမှာပေါ့နော်နောက်ပြီးဒီ cloud လေးထဲမှာကကြတော့လေကျွန်တော်တို့ဒီ original join code တွေမှာပါတဲ့ဒီ NFC reader ပေါ့နော်ဒီ Amiibo reading နဲ့တခါတည်းပါမယ်ဆိုတော့ကျတော့သူ့ cloud ထဲမှာဗျာဒီ function join code မှာပါတဲ့ဒီ function တော်တော်များများကိုပါတယ်လို့ကျွန်တော်တို့ဒီပြောလို့ရတယ်အဲ့ဒီကောင်ကျတော့ wireless လည်းရတယ်ဟိုလည်းရတယ်ဟိုဒီစက်မှာတက်ပြီးတော့ဆော့လည်းရတယ်ဆိုတော့ကျတော့ကိုဒီ Nintendo Switch Sport ဟိုဘာလို့လဲမျိုး motion နဲ့ဆော့မဲ့ game တွေဆိုလို့ရှိရင်ဒီကောင်တွေကတစ်ဖက်စီကင်ပြီးတော့ဆော့လို့ရတယ်တခုပဲသူကလေဟိုသူ့အလယ်မှာတက်တဲ့ cloud လေးကတော့တက်နောက်ပြန်ထုတ်ပေးထားရရှိအဲ့ကျွန်တော်တို့တွင်းမို့တော့စူးစမ်းနေတယ်အဲ့ကောင်တွေရရင်လည်းကျွန်တော်နှစ်ထပ်ရောင်းပေးမယ်ပေါ့နော်ဆိုတော့လောလောအဲ့လိုမျိုးဂျာထဲမှာတက်တဲ့ဟို join con grip ပုံစံမျိုးတက်ရတဲ့ဟာလေးပါတယ်ဆိုလို့ရှိရင်ဒီကောင် control အနေနဲ့ပါကျွန်တော်ဆော့ရသွားပြီလက်ရှိကတော့ဒီ box ထဲမှာတော့တခါတည်းဘေးရင်တော့မပါဘူးပေါ့နော် okay အဲ့ဆိုကျွန်တော်တို့နည်းနည်းလေးအားနေကြာသွားပြီဆိုတော့ဖောက်ကြည့်လိုက်မယ်တို့တော့ခက်ကဘလို့အော်တို့ရလားဒီလို slide ချတာတင်တယ်တနန်โอเคဆိုတော့ရှိမှာတော့သူကက်လေးတစ်ခုပါတယ်ပေါ့thank you for choosing mobile pad ဘာညာဒါလေးပါမယ်ပြီးကြလို့ရှိအထဲမှာတော့ခလို့သူ packaging ကလည်းတော်တော်လေးကိုဟို premium ဆန်တယ်နော်ကျွန်တော်ကြည့်ရတာလေဒီမှာထပ်ဒီကထုတ်ထားပေးတာပေါ့နော်okay ဆိုတော့ဒီမှာပြောထားတဲ့ဒီမှာဒီမှာကျွန်တော်တွေ့ရတယ် replacement D-pad ဆိုတော့သူ့ရဲ့မှာ D-pad ကလေးရတယ်ကျွန်တော်တို့ replace လုပ်လို့ရတယ်ဟိုပြောင်းတက်လို့ရတယ်နေဆိုတော့အဲ့တော့လည်းဆိုတော့အပိုလေးတစ်ခုပါထားပေးတယ်ဒီမှာဒါ D-pad လေးဟိုတစ်ခုအပေါ်ပါတယ်ပြီးတော့ဒါကတော့ကျွန်တော်တို့ရဲ့ခလုတ်ကလေးပေါ့နော်ခလုတ်ကလေးရတယ်ဒီမှာကြည့်ပါဦးဘူးလေးနဲ့တေချာသက်ရက်လေးထုတ်ခဲ့ပေးတာမတယ်နော်သူဘူးရတယ်လုံးဝသူခလုတ်နဲ့ fix ဖြစ်တဲ့အတွက်ကြောက်ကွာကိုကမှခီးတွေပဲတောက်ဖို့ရှိရဆိုလို့ရှိရင်ဒီဟွာခလုတ်တီးတန်းထည့်ဖို့တက်ကွာဟွာလေ carrying case တွေပဲထပ်ဝယ်ကြမလို့ဒီတိုင်းတည်ပါလိုက်ရုံပဲ very good မိုက်တယ်နော်တော်တော် idea လေးကောင်းတယ်ကွာဒါလေးကျွန်တော်ဖောက်ကြည့်လိုက်မယ်ဘယ်လိုဖွင့်ရလဲအောက်ကနေပဲဖွင့်ရမှာတယ်ကဲကျွန်တော်ရဲ့ mobile pad ဒီတော့ထွက်လာပါပြီဒီမှာခလုံးနှစ်ခုပါတယ်ဒီဘူးလေးထည့်ထားပြရတယ်ကျွန်တော်တစ်ခါ idea လေးကိုတော်တော်သဘောကျတယ်replacement D-pad ဆိုတော့ဒီလိုဥပမာပါတယ် default D-pad ကကျတော့ဒီလိုမျိုးဒီလိုအပြားလေးပေါ့ကွာဒါကျွန်တော်တို့ကဟိုတချို့ကလည်းမျိုး game တွေဆော့မယ်ဆိုလို့ရှိရင်ဒီလို direction ပို့ပြီးတောက်လိုက်ရတာပို့ပြီးတော့အဆင်ပြေတယ်အဲ့လိုမဟုတ်ဘူးဆိုရင်ကွာဒါကိုဆွဲချွတ်ရတာဟုတ်တယ်ကျွန်တော်ဒါကိုဆွဲချွတ်လိုက်ပြီဆိုလို့ရှိရင်ဒီပုံမှန်ကွာဒီလိုမျိုးဒီလိုဗျာ direction ဒီခုပါတယ်ဒီဘက်ကပြင်ပြောင်းတဲ့ channel ဆိုတော့ဒါလေးဖြုတ်ပြီးတိုင်းပြတ်တက်လိုက်အောင်မယ် wow တကယ်မိုက်တယ်နော်ဒါလေးပြန်တက်လိုက်အောင်မယ် okay ဆိုတော့ဒီမှာစပြီးတွေ့ရမှာအဓိကကလေဒီမှာကျွန်တော်ကလည်းအတန်လေးပြမယ်နော်အတန်လေးကြားတယ်ကျွန်တော်မှနည်းနည်းမိုက်နာမှာကပ်ပြီးနှိပ်ပြမယ်ကြည့်လားအတန်လေးကလစ်ကလစ်ကြားတာလေနော်ဆိုတော့အဓိကတော့အဲ့ဒီသူရဲ့ဒီ mechanical ဟိုခလုတ်လေးတွေပေါ့နော်ဆိုတော့ဒီခလုတ်လေးတွေက mechanical ပုံစံလေးဆိုတော့နှစ်ရက်ပြည့်တာကျွန်တော်ဒီ join ဟိုလေး original ခလုတ် original ခလုတ်ကလည်းနည်းနည်းမာတယ်ကွာဒီကောင်လေးတွေကကျတော့နည်းနည်းပို့ပြီးတော့ဟောဣတယ်နောက်တစ်ခုကသူ့မှာအဓိကဟိုပိုကောင်းသွားတာကကျတော့ grip ဆိုတဲ့ဒီကမှာဒီကောင်လေးတွေမှာကြည့်ကြတယ်သူအနောက်က join ကိုနေကြတော့ဗျာဒီမှာနောက်ဘက်မှာသူကဒီလိုမျိုးကြီးဒီလိုအပြားလိုက်ပဲလာတယ်အပြားလိုက်ဆိုတော့ကျွန်တော်တို့ကကန်ရဲဆိုရင်ဒီကန်အဆင်ပြီးတော့ကျွန်တော် grip သို့မဟုတ် cover တစ်ခုတက်ပြီးကန်ရတယ်ဒီကောင်ကလေးကကျတော့နောက်မှာလုံးဝကိုပို့ပြီးတော့ကောင်းသွားတယ်ဒီ ergonomic ဘိုင်းပို့ပြီးတော့ကောင်းသွားပြီတော့ကျွန်တော်တို့ကကန်ပြီးတော့ဆော့မယ်ဆိုလို့ရှိရင်လုံးဝ share ပဲတော်တော်လေးကိုကန်ဆော့လို့ကောင်းသွားပြီနောက်တစ်ခုတော့ဟိုအလဲမှာတက်တဲ့ဟို grip ပုံစံလေးတော့မပါသေးဘူးဆိုပေမဲ့တော့ဒီ join ကုန်ရဲ့ဒီ original strap တွေနဲ့တက်လို့ရမှာမသိဘူးတက်ဆန်ကြတာ join ကုန်မှာ Nintendo Switch 2မှာ original ပါတဲ့ strap လေးတွေပါဒီကောင်နဲ့တက်လို့ရလားပတ်မှန်နေလားဟုတ်ပါရတယ် okay ဆိုတော့ origin ဒီ join ကိုမှာ original ပါတဲ့ strap နဲ့တက်လို့ရတာဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်တို့ဒီကတော့ motion game တွေပိုင်းဆော့မယ်တင်းတင်းပိုင်းရိုက်မယ်ဆိုရှင်ဒီသူ strap လေးကိုတက်ပြီးတော့ဆော့လို့ရပါပြီအဲ့ဒါဆိုတော့မစိုးပါဘူးအဓိကဟိုသူ original ဟို join ကိုမှာပါတဲ့ဒီ grip နဲ့တက်လို့မရဘူးပေါ့နော်အဓိကဒီကောင်ကျတော့နောက်ကဖျန်ထွက်နေတာဆိုတော့လေဆိုတော့ဒါဆိုတော့ဒီ strap လေးနဲ့ဆိုတော့ဟိုကျွန်တော်တို့ဒီမှာဟိုလောလောဆယ်ဒီလိုကင်ဆော့မယ်ဆိုလို့ရှိရင်လည်းကျွန်တော်တို့ဟို wireless control အနေနဲ့ဆော့လို့ရသွားပြီပေါ့နော်ဆိုတော့အဲ့လေးကျွန်တော်သဘောကျတယ် analog လေးစမ်းကြည့်မယ်ဟဲ့သူ analog ကတော်တော် smooth ဖြစ်တာကွာလုံးဝ so smooth နော်နေ့ကတော်တော်လေး smooth ဖြစ်တယ်
ဟုတ်တယ်ဆိုတော့ဒီကတော်တော်လေးဖြစ်သွားတယ်ကောင်းသွားတယ်သူခလုတ်သူ့မှာဒီ mechanical button ကကျတော့လေဒီ AVHY ပဲမဟုတ်ဘဲနဲ့ဒီဘက်လည်း mechanical button ဒီအပေါ်ကဒီR ဒီနှစ်ခုလည်း mechanical button ပေါ့နော်ဆိုတော့ okay ဆိုတော့မစိုးဘူးသဘောကျတယ်ဆက်မှတက်ကြည့်လိုက်မယ်တက်ရတယ်ဆိုလို့ရှိရင်လည်းဟောပဲဆိုတော့မကြည့်လိုက်သူခလုတ်ကပို့ပြီးတော့ဟိုဒီဆက်ကပို့ပြီးတော့ကန်လို့ပြုလို့ပိုကောင်းသွားတယ်ကွာ grade ကလည်းထွက်နေတာဆိုတော့လေလုံးဝ share ပြီးတော့ origin ရိုင်းကုန်တွေဝဲလိုက်တော့သွားလိုက်တော့သွားဒီကောင်ကဟုတ်တယ်ပို့ပြီးတော့ဟောဖြစ်သွားတယ်ကျွတ်ထွက်တဲ့ဟာလည်းမြဲတာပါပဲဟုတ်လားကန်ရပြရလေဆိုတော့ပို့ပြီးတော့ကန်လို့ပြုလို့ပိုကောင်းသွားတယ်ဆိုတော့ဟို portable ကြီးပဲ software မျိုးဆိုလို့ရှိရင်ပို့အဆင်ပြေတယ်ကွာဟေးတော့မိုက်တယ်ဟာတင်ချွတ်မယ်ဆိုလို့ရှိရင်ခဏဟိုအတိုင်းပဲဒီမှာနောက်ကနေဒီမှာချွတ်လို့ရတယ်ဒီတိုင်းလေးပဲโอเคခေါ့သူ့တန်လိုင်းကလည်းမြဲတာပါပဲတိလားဆွဲချွတ်တာကျွန်တော်တို့ပုံမှန်နဲ့ဆွဲချွတ်တာတော့မကျွတ်ဘူးဆိုတော့မစိုးဘူးတို့တစ်ဖက်လည်းကန်ထားမယ်ဆိုလို့ရှိတယ်အဆင်ပြေတယ်ဆိုတော့သူ့နောက်မှာပါတဲ့ဒီခလုတ်ကလေးကကျွန်တော်စစ်နေတာဟိုအထင်နဲ့ power saver မှုအတွက်ခလုတ်ဖြစ်ဖို့များတယ်ပေါ့နော်ပြီးမှကျွန်တော်တစ်ချက်လေးစမ်းပြပေးမယ်ပြီးသူ့မှာကကြတော့လေကျွန်တော်တို့ဒီမှာ button တွေကကြတော့ဒီ original join ကွန်နဲ့တော်တော်များများဆင်တယ်ပေါ့နော်အဓိကဘာပဲကောက်သွားမလဲဆိုလို့ရှိရင်တော့ဒီမှာmouse sensor မပါဘူးကျွန်တော်တို့ switch 2မှာတက်ထပ်ထိုးထားတဲ့ mouse function ပေါ့နော်ဒီမှာကျွန်တော်တို့ဒီ original controller မှာဆိုရင်ကျွန်တော်တို့ပုံစံမျိုး mouse အနေနဲ့သုံးလို့ရတယ်ပေါ့ဒါပေမဲ့ဟိုပုံပွင့်လေးပြောမယ်ဆိုရင်ကျွန်တော် Nintendo Switch 2ဆိုတာတစ်နှစ်ကျော်ပြီပေါ့နော်ထွက်ကလေးကဆော့တာ game နဲ့အများကြီးဆော့ပြီးသွားပြီစမ်းပြီးသွားပြီဒါပေမဲ့ကျွန်တော်အဲ့ mouse move နဲ့ကလေတခါမှကျွန်တော်မဆော့ဘူးဆိုတာဒီကလေသူ mouse ကလည်းခဏပြောသလိုအမှားကြီးဖြစ်နေပေါ့နော်ကျွန်တော်ဒီမှာဒီမျိုးကြီးကန်ရမျိုးတို့ဟို join ကို mouse နဲ့ကန်ရအလုံးမဖြစ်ဘူးဆိုတော့ကျွန်တော်အဲ့လိုကြီးဟိုမစမ်းဖြစ်ဘူးဆိုတော့ဒီကောင်မှလည်းလေ mouse function တော့မပါဘူးပေါ့နော်ဒီ mouse sensor နဲ့ပေါ့ဒီဘက်ကဒီမှာဒီ SR လေးတော့ပါတယ်ဆိုတော့ကျတော့ဟို2 player ဆော့လို့ရမှာဒီလိုမျိုး2 player ဆော့လို့ရလားလဲကျွန်တော်တစ်ချက်စမ်းကြည့်ပေးမယ်ပေါ့နော်ဟိုပြကြလို့ရှိရင် okay ဆိုတော့လောဆယ်ဒီမှာဆိုလို့ရှိရင်ရှေ့ဘက်မှာဆိုလို့ရှိရင်ဒီမှာဒီကောင်က second shot button ဖြစ်ဝင်များတယ်နော် second shot button ပါတယ်ပြီးဒီကောင်က lighting အတွက်ကိုပေးထားပေးရလားမသိဘူးဒါလေးတွေဒီ cover ရကျွန်တော်ပြီးမှဟိုတခြားစမ်းကြည့်ပြီးတော့ review မှာကျရင်တော့ကျွန်တော်ပြပြပေးမယ်ပေါ့နော်အခုကကျွန်တော်လည်းဒီကောင်ကိုအခုမှ site ပြင်မှာမြင်ဘူးလေအခုကစမ်းတော့ဆိုတော့လေဆိုတော့ရင်ဆိုသူကဒီမှာစက်မှန်ရောတက်မယ်ဆိုလို့ရှိရင်ဒီကဘာစလုံးမလဲဆိုလို့ရှိရင်တော့ဒီမှာဗျာကျွန်တော်တို့ဒီမှာဒီ setting ထဲက controller ထဲမှာအောက်ဆင်းလိုက်ရင်တော့ဒီမှာဒီ pro controller wire communication ဆိုတာတော့ကျွန်တော်တို့ on ထားဖို့လိုတယ်ပေါ့နော်ဒါလေးကို on ထားတော့မှဒီခလုတ်နှစ်ခုကစပြီးတော့ဆက်နဲ့ချိတ်ဆက်ဖြစ်မယ်အဲ့ဒါပြီးရင်ကျွန်တော်အနောက်မှာရှိတဲ့ဟွာလေးပေါ့အနောက်မှာရှိတဲ့ခလုတ်လေးကျွန်တော်တစ်ချက်စမ်းကြည့်မယ်ဒီမှာဒီကောင်လေးကဟာလာ power saver မှုဟုတ်မဟုတ်ဆိုတာဟုတ်တယ်နော် power saver မှုပဲဒီကောင်ကpower saver မှုဆိုတာဒီကတော့ကျွန်တော်ဒီကောင်လေး online ပြီဆိုလို့ရှိရင်ဟုတ်တယ်သူကဒီခလုတ်ကဆက်ရဲ့ battery ကိုမယူတော့ဘူးဆက်ရဲ့ battery ကိုမယူတော့ဆက်ကနေမှချက်ချင်းမလုပ်တော့ဘဲနဲ့သူ့ဘက်သူမှာဒီခလုတ်ထဲမှာ internet ပါတဲ့ battery နဲ့ပဲသူ့ဘက်သူဆက်ပြီးတော့လုပ်မယ်ဒါကျွန်တော် online တယ်ဆိုလို့ရှိရင်ဟုတ်တယ်ဆိုတော့ဒီအနောက်ဘက်မှာပါတဲ့ခလုတ်တဲ့ကျတော့သူ့မှာကျင်ညာထားတဲ့ဒီ power saver မှုပေါ့နော်ကိုကဒီခလုတ်ကအားပြည့်နေပြီဆိုလို့ရှိရင်ကိုယ့်ဘက်ကကိုဒီခလုတ်ဒါလေးကိုကျွန်တော် off လိုက်ပြီးတော့ကိုယ့်ဘက်ဆက်ဆွဲမယ်ဆိုရင်ဒီဆက်ကနေပါအားဆက်ဆွဲတာမလုပ်တော့ဘူးတကယ်လို့မဟုတ်ဘူးဆိုရင်ကိုကဒီခလုတ်ကို charging သွင်းနေတယ်ဆိုလို့ရှိရင်လည်းကျွန်တော်တို့မှာ diamond ဟိုခဏခါလေး online ပဲဆိုဆက်ကနေပဲ charging သွင်းတယ်သူ charging တီးတန်းကိုထိုးကြတော့မလို့ဆက်မှာတက်ကြတယ်တော့သူ့ဘက်သူအားသွင်းနေပေါ့နော်ဆိုတော့သူနောက်တဲ့ဒီ mobile pad ကို charging grid တွေဘာညာကြီးလဲကျွန်တော်တို့ထပ်သွင်းပေးဖို့စူးစမ်းနေပါတယ်ဆိုတော့ရောက်ရင်တော့ကျွန်တော်ဟိုတင်ပေးမယ်ပေါ့နော်လောဆယ်တော့ဒီ grid တွေပဲရောက်တယ်ဒီ grid တွေတော့ဟိုမနေကိုဟိုခက်ခဲကြက်တဲ့တွင်းထားတဲ့ဟာလေးတွေဖြစ်ပါတယ်เนาะအခုလက်ရှိလမ်းကြောင်းနေထားတယ်တော့မှနောက်ပြီးတော့ RGB light လေးပါတယ်ဒီဘက်မှာကကျတော့ဒါက home clock ဟုတ်တယ်ဒါ home clock ဒီဘက် home clock ပါမယ်ဒီ M ဆိုတာကျတော့ကျွန်တော်တို့နည်းနည်းပါရှောက်ကလစ်ရတဲ့ဟာတွေဖြစ်ဖို့များတယ်ဒီကောင်လေးတွေကလေဆိုတော့ဒါလည်းကျွန်တော်နည်းနည်းလေး click ကြည့်မယ်ပေါ့နော်အဓိကဒါလေးကိုကျွန်တော်စမ်းကြည့်ချင်တယ်ဒီ clock လေးကမီးလာပါလားမသိဘူးဆိုတော့ okayဆိုတော့ဒီ clock လေးကိုတော့လက်ရှိကျွန်တော် first impression စမ်းကြည့်တဲ့လောက်မှာဆိုလို့ရှိရင်ကျတော့ကျွန်တော်လည်းသဘောကျတဲ့ check လေးတွေပေါ့နော်သဘောကျ check လေးဆိုတော့ကျွန်တော်မှသူ့မှာတစ်ခါလဲဒီဟိုထည့်လို့ရတဲ့ case တွေတစ်ခါလဲပါပေးတော့လဲသဘောကျတယ်ဒီဘက်ကတော့လည်းကျွန်တော်အဲ့လောက်ပြောဖြစ်တော့ကျွန်တော်ဒီဘက်ကို serious သိမဖြစ်ဘူးဆိုတော့တချို့ဒီဘက်ကို serious ဖြစ်တဲ့လူမျိုးဆိုတော့လည်းအဆင်ပြေတယ်ဒီဘက်နှစ်ခု switch လုပ်လို့ရတာလည်းသဘောကျတယ်ပြီးအကောင်းဆုံးကတော့သူ့ရဲ့ drag ဒီ stick ပေါ့နော်သူ stick ကအရန်ကို smooth ဖြစ်ပြီးတော့အရန်မိုက်တယ်ဆိုတော့ကိုကမှဒီ hollow knight တို့လိုမျိုးတို့ cat hat တို့လိုမျိုးတို့လုံးဝကိုအကျန်းပန်းဆော့မဲ့ game တွေဆော့မယ်မျိုးတို့ဒါမှလည်းကိုဒီ original join ကွန်လေးတွေကတော့သူက spare pad လေးတွေ original join ကွန်လေးတွေက spare pad ရှားလေးတွေဆိုတော့ original join ကွန်လေးတွေကိုကျွန်တော်တို့တွေကဟိုဘယ်လိုခေါ်မလဲနည်းနည်းညှာကျင်တဲ့သူမျိုးတွေဆိုလို့ရှိရင်လည်းဒီ mobile pad လေးကဟိုအဆင်ပြေတယ်ပေါ့နော်okay ဆိုတော့ဒီကောင်လေးကျွန်တော်2 player တစ်ဖက်တော့2 player ချိန်လို့ရမှကျွန်တော်စမ်းကြည့်မယ်သူ့မှာကလေလက်ရှိမှာကျွန်တော်တို့မှာခလုတ်နှစ်ခုကိုလည်းကျွန်တော်တို့မှာဘယ်တစ်ဖက်ညာတစ်ဖက်စီဟိုချိန်ပြီးဆော့လို့ရတယ်ဆိုတော့အဓိကလောဆယ်တော့မှာကျွန်တော်ဟိုခလုတ်လေးတွေကဘက်ထရီတော့နည်းနေသေးတယ်ပေါ့နော်အစ်စ်လေးတွေကျွန်တော်အားမကျန်နေဆိုတော့ဒီမျိုးလဲဆိုတော့မှာ
တယောက်တစ်ဖက်စီတမျိုးကန်ဆော့လို့ရတယ်ဒါကလည်းတော့တခုချရာကကျတော့လေဒီ grid တွေကျတော့တယောက်တစ်ဖက်ကန်ဆော့မယ်ဆိုလို့ရှိကြတော့နည်းနည်းတော့ဖြစ်သွားတာပေါ့သူကနောက်ကဒီဘူးလုံးခံနေဆိုတော့လေဒါမဲ့လည်းကျွန်တော်ကဘယ်လိုခေါ်မလဲမရှိတော့ပေါ့နော်မရှိတော့ညှောက်ဆော့ကျင်တယ်ဆိုရင်ဆော့လို့ရတယ်နော်ဆိုတော့မစိုးဘူးကွာသိလားဆိုတော့အဲ့တခုလေးတော့ရှိမယ်ဆိုတော့နှစ်ပြန်ချောမယ်ဆိုလို့ရှိရင်ကြာတော့ဒီကောင်လေးတွေနဲ့ပတ်သက်ပြီးတော့ဗောနော်ကြိုက်တဲ့ဟာလေးတော့ကျွန်တော်ပြောသားပြီးတယ်မကြိုက်တဲ့တခုတော့မကြိုက်တဲ့ဆိုတာလည်း downside ဖြစ်နေတဲ့ဟာတွေကဘာရှိမလဲဆိုလို့ရှိရင် mouse function ဗောနော် mouse function မပါဘူးဆိုတော့အဲ့တခုလေးတော့ဟာဖြစ်မယ်အေးcheck ကတော့လည်းလုံးဝသူ့ရဲ့အကြီးမားဆုံးဒီ original join ကိုလည်းရှင်းနိုင်မယ်ဆိုလို့ရှိရင်သူ downside လို့ဖြစ်နေတာဗောနော်ဆိုတော့ဒါပေမဲ့ဈေးနှုန်းရကြတော့ original join ကိုလည်းစာရင်တိန်းလောက်ပို့ပြီးတက်တာမယ်ထင်တယ်ဆိုတော့ဒီ cloud ရဲ့ဈေးနှုန်းတိကျအောင်သိချင်တယ်ဆိုလို့ရှိရင်တော့ကျွန်တော် comment section မှာဖြစ်ဒါမှမဟုတ်ကျွန်တော် page chat box မှာလာပြီးတော့ mail လို့ရတယ်ဗောနော်ကျွန်တော်ဈေးနှုန်းတော့ video ထဲမှာထည့်ပြောလို့မရဘူးဆိုတာအဓိကဈေးနှုန်းတွေအတက်ကြရှိတာရောနောက်လက်ရှိကျွန်တော်ဒီ video ရဲ့နေအချိန်မှာကျွန်တော်ရောင်းမဲ့ပစ္စည်းတွေကျွန်တော်စီမရောက်သေးဘူးလို့ကျွန်တော်ဒီ sample unit ကျွန်တော်စမ်းဖို့အတွက်တစ်လုံးမရောက်သေးရဆိုတော့ကျွန်တော်ဈေးနှုန်းအတိကျရလဲကျွန်တော်တေချာကျွန်တော်တို့မချင်းရသေးဘူးပေါ့နော်ဆိုတော့အဲ့လိုမျိုးလေးတွေရှိတယ်ဆိုတော့အဲ့ဒါကြောင့်မို့ကျွန်တော်တော့မပြောပြသေးရပြောလို့မရသေးတာပါနော်ဆိုတော့နောက်ပိုင်းဒီမှာတစ်ခုရှိတော့လက်ရှိမှာလေးနေတယ်နော် switch 2အတွက်ကိုဒီတပ်ပတ်ဒီ grid တွေကကြတော့ဗျာ model ကအများကြီးဆက်မရှိသေးဘူးဒီ M12 HD နဲ့ပေါင်းတော့မှ2မျိုးလောက်ပဲရှိသေးရဆိုတော့ဗျာဘယ်လိုခေါ်မလဲကိုကလည်းလောဆယ်လက်ရှိမှာကို join original join ကုန်လေးတွေညှာခြင်းနေဆိုလို့ရှိရင်နည်းနည်းအကြမ်းတမ်းကိုဆော့ခြင်းနေဆိုလို့ရှိရင်နော်ဒီကောင်လေးကအဆင်ပြေတယ်ပေါ့နော်ဒီကောင်လေးကရွေးချယ်စရာတစ်ခုအနေနဲ့ရှိတယ်နော်ဆိုတော့တေချာလေးကဒီ day review ကတော့ကျွန်တော်ဟာလို့ကြည့်လိုက်မယ်နှစ်ပတ်သုံးပတ်လောက်ကျွန်တော်ဒီကောင်လေးနဲ့ဆမ်းပြီးတော့ game ဆော့လိုက်မယ်ဆမ်းပြီး game ဆော့ပြီးသွားပြီဆိုတော့ကြမှာပဲကျွန်တော်ဟာလို့တော့မယ်ပြန်ပြီးတော့ဒီ data review လေးပြန်လုပ်ပေးမယ်ပေါ့နော်အားနေချက်အားသာချက်တွေဘယ်လိုလူတွေလုံးဝကိုဝယ်ခြင်းလဲလို့ဘယ်လိုလူတွေမဝယ်ခြင်းလဲဆိုတော့ကျွန်တော် review လို့ကြာပြပြပေးပါဦးမယ်ဒါလောလောဆယ်တော့ first impression လက်ရှိကျွန်တော်ဆော့တဲ့အနေထားလေးပဲရှိသေးတယ်ပေါ့နော်စမ်းဆော့ကြည့်တဲ့အနေထားလေးဆိုတော့ဒီမှာကြည့်လိုက်ပါမစိုးပါဘူးခလုတ်လေးရတော့လေအဓိကအကြမ်းပန်းခံရတဲ့တင်ကိုကျွန်တော်တို့နည်းနည်းလေးရွေးချယ်စရာတော့ကောင်းတယ်ပေါ့နော်အခုအကြမ်းပန်းခံတဲ့ခလုတ်ဆိုတာကနည်းနည်းရှားတာအခုဒီ switch 2မှာပြောတာပါ switch 2မှာကိုကဒီမျိုးစက်မှာတက်ပြီးတော့ဆော့ကျင်နေဆိုရင်အကြမ်းပန်းခံတဲ့ဒီလိုမျိုးလောက non state drip ပါတဲ့ဟာမျိုးတွေတော့ဒီ mechanical ခလုတ်မျိုးဆိုတာနည်းနည်းရှားတယ်ဆိုတော့ကျတော့ဒီကောင်လေးလည်းရွေးချယ်လို့ဝယ်လို့ရပါတော့တကယ်လို့ဒီM12 HD လေးကိုရွေးချယ်ဝယ်ယူနေဆိုလို့ရှိရင်ကျွန်တော်ရဲ့ဒီ HL လေး video game store ဆိုတဲ့ page မှာလည်းလာရောက်မေးမြန်းဝယ်ယူလို့ရတယ်ပြီးကြလို့ရှိရင်ကျွန်တော် handheld king ဆိုတဲ့page မှာလည်းတွားပြီးတော့မေးမြန်းစုံစမ်းဝယ်ယူလို့ရတာပေါ့နော်ဆိုတော့ဒီဆက်ရစီမှာဝယ်ပါပြီးတော့ဒီကောင်တွေတော့လည်း runny လဲကျွန်တော်တို့6လပေးပါတယ်ဆိုတော့6လပေးရဖြစ်တဲ့အတွက်ကြောင့်ကျွန်တော် runny ကတော့ဒီမှာတစ်ခုဒီ cloud ကပတ်သက်ပြီးတော့ error ဖြစ်သွားတဲ့ပိုင်းညာဆိုရှင်ကျွန်တော်တို့နောက် cloud တစ်ခုပြန်ပြီးတော့ချိန်ပေးပါမယ်နော်ဆိုတော့ okay ဆိုတော့ video လေးဆုံးဖြတ်ပေးကြအောင်ကျေးဇူးအများကြီးတင်ပါတယ်ဆိုတော့နောက် video မှာကျွန်တော်ပြန်ဆောင်ကြမယ်လို့မျှော်လင့်ပါတယ်ကျွန်တော်ထင်လင်းအောင်ပါ